Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြချင်တဲ့အကြောင်းအရာကတော့ social media platform Facebook ထဲမှာ Facebook နဲ့ဝင်ငွေ channel တဲ့လူတွေအတွက်အဲ့ဒီ Facebook ထဲမှာ follower ဆိုတာဘလောက်အရေးကြီးတယ်ဆိုတာလူတိုင်းသိပါတယ်အဲ့ဒီ follower များများရအောင် Facebook ကိုဒီတိုင်းထားလို့မရပါဘူးကျွန်တော်တို့ Facebook ကိုအနေနဲ့တစ်ခုရအောင် follower ရဖို့အတွက်ပြုပြင်ရပါတယ်အဲ့လိုပြုပြင်တဲ့ niche နဲ့ကိုကျွန်တော်ပြောပြပါမယ် Facebook ဖွင့်ပြီးလို့ရှိရင် normal အပြင် Facebook မှာအခုလိုပဲ edit friend နဲ့ပဲနေတယ်အဲ့ဒီ edit friend ကြီးကို follower ဖြစ်အောင်ကျွန်တော်တို့ပြန်ပြောင်းယူရတယ်အဲ့လိုမှပဲတစ်ဖက်လူက follower ပေးကျင်တယ်ဆိုလို့ရှိရင်လွယ်လွယ်ကူနဲ့ follower ပေးလို့ရတာဒါကြောင့်မလို့အဲ့ဒီedit friend ကနေပြီးတော့ follow ကိုပြောင်းတဲ့ niche နဲ့ကိုဒီနေ့ကျွန်တော်ဒီ video နဲ့နေပြီးတော့ကျွန်တော်လောက်ပြပေးပါမယ်ဒီစကားကိုဘာကြောင့်ပြောလဲဆိုလို့ရှိရင်ကျွန်တော်တစ်ခါတလေမှာကျွန်တော် Facebook ဝင်ကြည့်လိုက်လို့ရှိရင်အဲ့ဒီ Facebook ထဲမှာဘယ်လိုပြောရမလဲ follow to follow လောက်ပြီးတော့ကျွန်တော် follow လဲကေပါအောင် follow 20လောက်လောနေတယ် follower 30လောက်လောနေတယ် follower 50လောက်လောနေတယ် follow to follow group ဖွင့်ပြီးတော့အဲ့ဒီ account ထဲမှာတောင်းနေတဲ့လူတွေရှိတယ်တစ်ခါတလေမှာအဲ့ဒီ group ဖြစ်ဝင်ပြီးတော့ follow ပေးမလို့ဆိုပြီးတော့လောက်တဲ့ရှင်ကြလို့ရှိရင်တစ်ဖက်ကအကောက်ကိုဖွင့်ကြည့်လိုက်တဲ့အခါကြာလို့ရှိရင် follower ပေးဖို့အတွက်ဒီအစင်နဲ့မဖြစ်ဘူးကျွန်တော်လိုက်ရှာလိုက်လို့ရှိရင်အဲ့ဒီ follower ဆိုတဲ့စာတန်းကြီးကိုမနေ့ကိုလိုက်ရှာယူရတယ်အဲ့လိုအခက်အခဲတွေရှိတယ်အဲ့လိုအခက်အခဲမျိုးမဖြစ်ရလေအောင် Facebook profile ထဲမှာ follow ပေါ်နေဖို့အတွက်ကျွန်တော်ဒီ video နဲ့နေပြီးလောက်ပြမယ် okay let's go ဒီနေ့မှာကျွန်တော်ပြမယ်ကျွန်တော် Facebook ကိုအခုလိုလိုစကနေပြီးကျွန်တော် home ကိုဝင်တတ်တယ် home ကိုဝင်လိုက်လို့ရှိရင်အဲ့မှာတွေ့တယ်နော် home ဝင်လိုက်လို့ရှိရင်အဲ့လိုပုံစံမျိုးနေမယ်အဲ့ဒီကမှကျွန်တော်ဒီ menu ကိုထပ်ပြီးတော့ဝင်မယ်ဒီဘက်ညာဘက်ကျမှ menu ရှိတယ်အဲ့ဒီ menu ကိုထပ်ဝင်မယ် menu ဝင်ပြီးလို့ရှိရင်ဒီမှာအထက်မှာ setting ရှိတယ်အဲ့ဒီ setting ဝင်မယ် setting ဝင်လိုက်လို့ရှိရင်ဒီမှာစာတန်းကြီးတွေအများကြီးပဲအဲ့ဒီစာတန်းထက်ကမှကျွန်တော်တချို့ကိုရွေးပြီးတော့ထောက်ယူမယ်ကျွန်တော်ပြမယ် how people find and contact you စာတန်းဝင်လိုက်ပြီးတာနဲ့who can send you friend request ဆိုပြီးတော့အဲ့မှာစာတန်းရှိတယ်အဲ့စာတန်းထပ်ပြီးတော့ဝင်မယ်အဲ့စာတန်းထပ်ပြီးတော့ဝင်လိုက်လို့ရှိရင်ဒီမှာ everyone နဲ့ရှိတယ်front of friend နဲ့ရှိတယ်ဒီ everyone နဲ့ရှိနေလို့ရှိရင်သူက edit friend အနေနဲ့ရှိတယ်အဲ့ဒီ edit friend အနေနဲ့ရှိလို့ရှိရင် follower ရဖို့အတွက်တော်တော်လေးယူရတယ်မချောင်ဘူးမလွယ်ဘူးအဲ့ဒီမှာ front of friend ကိုနှိပ်လိုက်လို့ရှိရင်ချင်းပြောင်းလိုက်လို့ရှိရင် friend of friend ပြောင်းလိုက်လို့ရှိရင်သူက follow ပို့ပြီးတော့နေတယ်အဲ့ခါကျလို့ရှိရင်တစ်ဖက်လူက follow ပေးရင်လို့ရှိရင်လွယ်လွယ်ကူနဲ့ချလို့ရတယ်လွယ်လွယ်ကူနဲ့ follow ပေးလို့ရတယ်เนาะကျွန်တော်ပြောင်းမယ်ဒီမှာကြည့်front of friend ကိုနှိပ်မယ်ပြီးတော့အောက်ကနေပြီးတော့ဆဲကိုနှိပ်မယ်ဆဲနှိပ်လို့ရပြီးပြီကျွန်တော်ဟာfollow ဖြစ်နေပြီကျွန်တော်ပြမယ်ဒီမှာကျွန်တော်အိမ်ကိုသွားမယ်ပြီးတော့ဒီမှာအစက်လေး30ရှိတယ်အဲ့ဒီဆက်ကိုနှိပ်မယ်အစက်လေး30နှိပ်ပြီးလို့ရှိရင် view as ကိုနှိပ်မယ်view as နှိပ်လို့ရှိရင်ဒီမှာတွေ့လားကျွန်တော် file name အောက်ကနေပြီးတော့ follow ဆိုပြီးပေါ်နေတယ်ဟိုတုန်းကဆိုလို့ရှိရင် edit friend နဲ့ပေါ်တယ်edit friend နဲ့ပေါ်လို့ရှိရင်အဲ့ဒါအခြေအနေမကောင်းဘူးအခုလို follow အနေနဲ့ပေါ်နေရမယ်အဲ့လို follow အနေနဲ့ပေါ်နေလို့ရှိရင်အခြေအနေကောင်းတယ်နော်ဒါပဲအလုံး go lucky ကောင်းကြပါစေ